ကောင်တွေကတဖြည်းဖြည်းနဲ့တော်တော်အကြီးမြန်နှစ်ရက်တစ်ခါလောက်ရေးလဲတယ်အစာလိုက်တော့ဒီကောင်တွေကစိုက်ညီပြီးတော့တော်တော်လေးကြီးတာငယ်လဲငယ်သေးတယ်တော်တော်အကြီးမြန်ဒါဆို reference ဒီကောင်လေးက reference ဒါအမှားလေးဖြစ်ဖို့များတယ်ဟိုခုတည်းကအထီးမှကွဲနေပြီတိလားခွဲတတ်ရင်လုံးဝကွဲတယ်ဒီကောင်ဆိုအထီးလေး yellow fancy ဒီကောင်ဆိုအထီးလေးဒါလေးဆိုလဲအထီးလေးပဲနော်ကြောကြမျက်လုံးနဲ့ခွဲတတ်တယ်ဒီကောင်လေးလည်းအထီးပဲဒီကောင်လေးလည်းအထီးဖြစ်ဖို့များဒီကောင်အထီးလုံးဝသေးကြတယ်ဒီကောင်အထီးတော်တော်များတယ်ဗောနော်ဒီမှာဒါလုံးဝအထီးဆိုတော့သေးကြတယ်ဒီနှစ်ကောင်ကလုံးဝအထီးပဲနော်ကျွန်တော်တို့ကじゃမျက်လုံးနဲ့ပေါ်စီကနေကြည့်ကြတယ်ဘယ်ကောင်အထီးဘယ်ကောင်မှဆိုလုံးဝတန်းကွဲတယ်